ခုနဗီဒီယိုဘယ်လိုမျိုးလောက်လာမလဲဆိုရင်ကျွန်တော်ကိုရဲ့ channel တိုင်းမှာပဲဗျာအဓိကကိုစားလုံးမဲ့ prompt ယူရအောင်ပါကျွန်တော်ဒါ prompt ထားတခါမရချင်တော့ကျွန်တော် channel တစ်ခုလုပ်ထားတာဗျာ channel တိုင်းမှာပဲအဲ့ channel ပဲ channel မှာကိုလုပ်ချင်တယ်မြန်မာလိုပဲရေးလိုက်ဗျာကျွန်တော်ထား channel မြန်မာလိုရေးကျွန်တော်ရေးလိုက်တဲ့အကြောင်းအရာကိုဒီမှာ prompt အနေနဲ့ video ထုတ်မဲ့ prompt အနေနဲ့ဒီမှာထွက်လာဗျာ option 1 2 3အမှာကိုကြိုက်တဲ့ဟာကို copy ကူဦးဒါကျွန်တော်စလုပ်တဲ့ prompt ကကျွန်တော်ဖျက်လိုက်ပြီလို့ဗျာဒါနမူနာတစ်ခုတော့ပြတာပေါ့အဲ့တော့ကိုလှုပ်ချင်တဲ့အကြောင်းအရာဒီမှာ English ကို copy ကူရရင်ခုနကျွန်တော်တို့ဒီ jam မှာပဲလေဒီမှာပဲကျွန်တော်တို့ဒီမှာ prompt ထည့်လိုက် prompt ထည့်ပြီးတော့ကျွန်တော် video generator လုပ်လိုက်အခါကျရင်ဒီလိုမျိုးထွက်လာတာပေါ့ထွက်လာအခါကျရင်သူကဒီမှာ8စက္ကန့်စာထိပဲရရဗျာ8စက္ကန့်စာပဲရှိတော့နောက်ထပ်ဒါစင်းတွေကိုကူဖို့အတွက်ကကျွန်တော်ဒီနောက်ဆုံးစက္ကန့်ကဒီ screenshot ယူလိုက်ဗျာဒီဟာလေးကို screenshot ရိုက်ထားလိုက်တယ်ရိုက်ပြီးတော့ခုနကကျွန်တော်ရဲ့ jam မှာပဲကျွန်တော်ဒီမှာပေါ့ပါဗျာဒီခုနနောက်ဆုံး video ရဲ့ခုနစက္ကန့်လောက်ကစင်းကိုကျွန်တော် screenshot ရလိုက်တယ်ရိုက်ပြီးတော့ဒီမှာကျွန်တော်ထပ်ပြောလိုက်တယ်ကောင်လေးက16နေရင်ဘာဖြစ်ညာဖြစ်ရပေါ့အဲ့လိုပြောလိုက်ခါကျရင်ကျွန်တော်ကဒီ jam နေပြီးတော့ဒီ image ကို prompt ထွက်လာဗျာ video generate လုပ်ဖို့ဒီအခု upload တင်ပေးလိုက်တယ်ဒီပုံကြည့်ပြီးတော့အဲ့ဒါနဲ့စင်တူတဲ့အဲ့ဒီကနေစပြီးတော့နောက်ထပ် video ထပ်ထွက်လာမယ် prompt ပေါ့ကျွန်တော်လိုချင်တဲ့အတိုင်း prompt လေဒါလေးကိုထားထွက်လာမယ်အဲ့ copy ကူပြီးတော့ခုနဗီဒီယိုထုတ်တဲ့နေရာမှာပဲ screenshot ရေခုန prompt ကိုရိုက်ထည့်ပြလိုက်အခါကျရင်အဲ့ဒီနေရာကနေပဲဒီမှာပြန်စတယ်ဗျာဒီဆက်ပြန်စရအဲ့လိုမျိုးအဲ့ဒီတိုင်းပဲနောက်ထပ်ကိုထပ်ထွက်ကျင်ရဆိုရင်ဒီဗီဒီယိုရဲ့နောက်ဆုံးစင်းကို screenshot ရိုက်ပြီးတော့ဒီမှာကျွန်တော် jam ထဲမှာပဲ screenshot ရေပြီးတော့ကိုဖြစ်ချင်တဲ့ဗီဒီယိုမှာဖြစ်ချင်တဲ့အကြောင်းအရာကိုထည့်ပြလိုက်အဲ့ဆိုရင်ဒီမှာကျွန်တော် jam နေပြီးတော့ဒီမှာဟို prompt ထွက်လာဗျာဒီမှာ prompt option 3ခုထွက်လာတယ်အမှကိုကြိုက်တဲ့ option ကိုရွေးပြီးတော့ခုနနေရာမှာပဲသွားပြီးတော့ဒီ screenshot ရေခုန prompt ကိုပဲထည့်ပေးလိုက်အဲ့တော့ဒီမှာသူကနောက်ဆုံးကိုရဲ့ screenshot ကနေပြီးတော့ screenshot ရဲ့စင်တူတဲ့စင်တစ်ခုဗျာထပ်ပြီးထုတ်ပေးတယ်အဲ့လိုမျိုးနဲ့ခုနကဗီဒီယိုမျိုးဖြစ်လာတာဗျာအဲ့တော့ဒီ jam ဗျာဒီ jam ကိုတကယ်လို့ဘယ်လိုလုပ်လဲမသိရင်ကျွန်တော်မလုပ်ပြမယ်ဗျာဒီတော့ဒီကိုရဲ့ jam နာသွားပြီးရင်ဒီဘက်ထောက်သွားပြီးတော့ jam ဆိုတဲ့ tab ရှိရဗျာအဲ့တော့နှိပ်ပြီးတော့ဒီမှာ new jam ဆိုတာရှိရဒီ new jam ဆိုတာရှိရဗျာအဲ့တော့နှိပ်လို့ပေါ်လာမယ်လို့ပေါ်လာခါမှာ name ထည့်လို့ရတယ် description ထည့်လို့ရတယ်ပြီးရင် instruction ပါထည့်လို့ရတယ်ဗျာအဲ့တော့ဘာထည့်ရမလဲမသိရင်ကျွန်တော်ဒီမှာ Google Sheet တစ်ခုလုပ်ပေးထားဗျာဒီမှာ name ဆိုရင်လည်းဒီမှာဒါကို copy ကူးလိုက်ဒီမှာဒါကိုထည့်ပြီးတော့ instruction description ကမထည့်ရဘူးထည့်ရရှောက်ထည့်လို့ရမလို့အဓိကဒီ instruction ကအဓိကဒီ jam ကဘာလို့ဆောင်ရမလဲဆိုတော့ဟာပေါ့အဓိကအဲ့ဒါထည့်ရမယ်အဲ့မှာကျွန်တော်ဒီမှာ description ဆိုတဲ့ထဲမှာကျွန်တော်ပေးထားဗျာအဲ့ဒီမှာ copy ကူးလိုက်ဒီမှာအဆုံးထိကူးလိုက်ကူးပြီးတော့ copy ယူပြီးရင်ဒီဘက်မှာဒီလိုထည့်နော်ထည့်ပြီးဒီမှာsave လုပ်လိုက်ရဆိုရင်ဒီ jam ဖြစ်သွားပြီလေဗျာအဲ့ဒါခုနကကျွန်တော်သုံးသလိုမျိုးဒီမှာသုံးလို့ရဗျာအဲ့ဒါကျွန်တော်တို့ AC ပဲဗျာဒီမှာဟို screenshot ရိုက်လိုက်တော့ပုံပါရင်ပုံရဲ့စင်းမှာကြည်ပုံမှာကြည်ပြီးတော့အဲ့ပုံနဲ့လိုက်ဖတ်မဲ့ video prompt မှာထုတ်ပြရဗျာကျွန်တော်ရဲ့ channel ကလေပုံမပါဘူးဆိုတော့ပုံမပါဘူးဆိုရင်သူမှသူဒါကျွန်တော်ရေးလိုက်တဲ့အကြောင်းအရာနဲ့ဆက်တဲ့ prompt ထုတ်ပြလိမ့်မယ်ဗျာကျွန်တော်ဒီ Google Sheet ကိုလည်း link ကိုလည်းကျွန်တော် comment မှာဖြစ်တနေရာမှာထည့်ပေးလိုက်မယ်ဟုတ်လားအဲ့မှာကူးလိုက်အောင်ပဲဗျာโอเคပါ